နိဒာနာတောဒီပင်္ဂရထွချာသနှင့်တရားမင်းဤခြေတော်ရင်၌ဖယားဖြစ်ရန်ဆိုထုပန်ထွားတော်မူခဲ့သည်မှပဋ္ဌာယစ၍တရကရတတရကတအမည်ရတော်မူသောသုံးလောကဒုတရှင်တော်မြတ်ဖယားဤဒါသဗရမီယောအပြင်အပတရှိသမေပစ္စည်းဝတ္ထုအဆုစုတို့ကိုဆွလွတ်၍ဖြည့်ကျင်စီဖို့တော်မူအပ်ကုန်သောစေဘာကုံသောပါရမီတော်တို့၎င်းဒါသဥပပါရမီယောကိုရင်ကကြည်ငယ်တို့ကိုဆွလွတ်၍ဖြည့်ကျင်စီဖို့တော်မူရသောစေဘာကုံသောဥပပါရမီတော်တို့ကို၎င်းဒါသပရမတ္တပါရမီယောကိုတတ်ကိုဆွလွတ်၍ဖြည့်ကျင်စီဖို့တော်မူရသောစေဘာကုံသောပရမတ္ထပါရမီတော်တို့ကို၎င်းဣတိသောသမတိန်သပါရမီယောစမြတ်30ကုံသောပါရမီတော်မြတ်အပေါင်းတို့ကို၎င်းပင်စမဟာပရိစ္ဆာကေ5ပါးကုံသောစွန်ရင်ကြီးတို့ကို၎င်းလောကထစရိယံတတဝါများအတွက်ကျင့်ကြံကြိုးကိုပွားများအထုတ်တော်မူခြင်း၎င်းညာတတစရိယံဆွေမျိုးတို့အတွက်ကျင့်ကြံကြိုးကိုပွားများအထုတ်တော်မူခြင်း၎င်းဗုဒ္ဓတစရိယံဘုရားဖြစ်ရန်အတွက်ကျင့်ကြံကြိုးကိုပွားများအထုတ်တော်မူခြင်း၎င်းဣတိဤသောဒိဋ္ဌောစရိယာယောဇ3ပါးကုန်သောစရိယာကျင့်စဉ်တို့ကို၎င်းပစ္စည်းမဘဝေနောက်ဆုံးဘုရားဖြစ်မဲ့ဘဝ၌ကဗ္ဗဩကန္တိမေရောဝန္တိုက်သဆိုင်စန္ဒီတန်ဒီဆွဲယူတည်နေတော်မူခြင်းကို၎င်းဇာတိမေရောဝန္တိုက်မှာမိရှုတန်ဆင်ဖွားမြင်တော်မူခြင်းကို၎င်းမဟာဗိနိခမဏမြတ်သောတောထွက်တော်မူခြင်းကို၎င်းပရဏစရိယဒုက္ခရစရိယ6နှစ်ကြာအောင်ကျင့်ကြံကြိုးကုပ်ပွားများအထုတ်တော်မူခြင်းကို၎င်းဘောဓိပလင်ကေဘောဓိပင်ချေမြတ်သောပလင်ပွေထ၌မာရဝိဇယောမင်္ဂပါကိုအောင်မြင်တော်မူခြင်းကို၎င်းသဗ္ဗညုတညာနာပရိဝေဒသဗ္ဗညုတဉာဏ်တော်မြတ်ကိုထွန်းပေါက်သိမြင်တော်မူခြင်းကို၎င်းဓမ္မစကဗောဓနာဓမ္မစကြာတရားဟောကြားပြသဆိုဆုံးမတော်မူခြင်းကို၎င်းနဝလောကုတ္တရဓမ္မေရှင်တော်မြတ်ဖယားဤတန်တာ၌တည်ရှိတော်မူကြကုန်သော9ပါးကုန်သောလောကုတ္တရတရားတို့ကို၎င်းဣတိဤသို့လည်းသဗ္ဗေပိမေဗုဒ္ဓဂုဏေဤအလုံးစုံကုန်သောဘုရားရှင်ဤဂုဏ်တော်ကျေးဇူးတော်တို့ကိုအာဝဇ္ဇတဝဆင်ခြင်းအောက်မေ့ကြကုန်၍ဝေသာလိယဝေသာလိပြည်၌တိတုပါကာရံတရေတုဝေသာလိယဝေသာလိပြည်၌တိတုပါကာရံတရေတုတတိုင်းသုံးထပ်ကြအယတ်တို့၌တိယမရတိညင်သုံးရန်တို့ကာလပတ်လုံးပရိဒံယရဏသုတ်ပိယယန္တာကိုကရွန်တော်ယုဘပူဇော်တော်မူသောအာယသမအာနန္ဒထေရဝိယရှင်အာနန္ဒကိုရောမြတ်ကဲ့သို့တတ္တေတုတတ္တဝါတို့အပေါ်၌ကာရုဏာစိတ်တကျင်နာစာဘွားကရုဏာနှင့်ရှင်သောစိတ်ထားကိုဥပထဗေတဝါရှေးကျုဖြစ်စေကြကုန်တည်စေကြကုန်၍ကောတိတရတတိတုသကဝါလေတုဂရေတသိန်းကုန်သောစัจ java လာတို့၌ဒေဝဒနတ်မြမအပေါင်းတို့သည်ယတအချင်းယတနာသုတ်ပရိတ်တရားတော်မြတ်ဤအာနန္ဒကိုအချိန်သောအာနုဘောကိုသီရတာဥကောယရဏမြတ်ရင်ငါဖြင့်ပဋိက္ခဏန္တိယိုသေးစွာဥညိုခံယူကြလေကုန်၏ရှင်စရင်ယရဏသောပရိတ်တော်မြတ်သည်လည်းဝေသာလိယပုရိဝေသာလိပြည်၌ရောဂမနုဿဒုဗ္ဗိကတံဗုဒ္ဓံယောဂထူးခြားဘလူများနှင့်အစာငတ်မော့ခေါင်းပါခြင်းကြောင့်ထင်ရှားဖြစ်ပေါ်၍လာရသောဒီဝိဒံဗယံသုံးမျိုးသောဘေးဒုက္ခကိုခိပ္ပံလျင်မြန်စွာအန္တရတပေသည်ကွယ်ပြောက်ယုတ်သိမ့်ခြုံငိမ့်စေခဲ့လေပြီတောင်ယရဏပရိတဝံထိုယရဏတုတ်ပရိတ်အယန္တာကိုဟေအိုသူတော်ကောင်းတို့မယဝခန္ဓာပင်စကသမောဟဥနာမမြည်ကိုကျွန်ုပ်တို့သည်ဗန္နာမယောဘပူဇော်ကြပါကုန်စို့ဣဒာဤပရိတ်တရားတော်မြတ်ယုဘယာဌာနဤအယသို့
ဘုံမာနိမြေ၌တည်ကုန်သောယာနိပူရာနိဝအကျဉ်နတ်တို့သည်၎င်းအန္တလိခေအစရာပြင်းထကောင်းကင်၌ယာနိပူရာနိဝအကျဉ်နတ်တို့သည်၎င်းတမဂတနိညီညာပြပြစီဝေရောက်လာကြပေကုန်၏တပိဝကသိမ့်ဩသုံးလုံးစုံသာလင်ပြည့်ကြကုန်သောဒေပူဇာထိုနတ်များစွာတို့သည်သူမန္တနှစ်သက်ရှင်လန်းဝမ်းမြောက်သောစိတ်ထားရှိကြကုန်သည်ဘဝန္တုဖြစ်ကြပါကုန်လောအထောပိထိုမတပါလည်းပါတိတာငါဖယားသည်ဟောကြားပြသဆိုဆုံးမတော်မူအပ်သောယရဏတုတ်ပိယအယံတာကိုတက္ကေဇာယောတိတမှုအလေးကရုပြု၍သူနန္တုနာယူကြပါကုန်လောဘုရားအိုနတ်များစွာတို့တတမဟိထိုကဲ့သို့တရားနာယူရန်ငါဖယားတိုက်တွန်းတော်မူသောကြောင့်ပင်လည်းတုံမေသင်နတ်များစွာတို့သည်နိဒာမေထာနာဆိုင်ကြပါကုန်လောမာနုတိယပဇာယလူသားဖြစ်သောတတဝအပေါ်၌မေတ္တာဝန်ချစ်ခင်မြတ်နိုးခြင်းဆိုတဲ့မေတ္တာတရားကိုကရောဓပြုကြပါကုန်လောရေရင်လူသားပေါင်းတို့သည်ဒုံမာကံသင်နှံများစွာတို့ဟာဒီဝါစာနေအခါ၌၎င်းရတောစာညင်အခါ၌၎င်းဗလေဒေဝတာပလိကိုခေါ်ဆိုအပ်သောပူဇော်ပတ္တဖွယ်ရာပြပြကိုဟရန္တိဆောင်ယူပတ္တပူဇော်ကြပေကုန်၏တသမယီထိုကြောင့်ပင်လေတုံမေသင်နတ်များစွာတို့သည်နေထိုလူသားအပေါင်းတို့ကိုအပမတ္တမမိမလျော့ကြကုန်ပဲရခတာတနာဆောင်ရှောက်ကြပါကုန်လောဣဒဝါဤလူပြည်၌၎င်းဟူရန်ဝနဂကလုံစသောတပါးသောပြည်တို့၌၎င်းယံကိဉ္စီအလုံးစုံသောဝိတ္တနှစ်သက်မြတ်နိုးခြင်းကိုဖြစ်စေတတ်သောလောကီဥစ္စာယရဏသည်အဋ္ဌိရှိလေ၏တကေသူဝနတ်ပြည်မြမပြည်တို့၌မူလီပဏိတောမရောက်ရဲစေတမွန်မြတ်လှစွာသောယံယရဏဟုအကျဉ်နှစ်သက်မြတ်နိုးဘွယ်ရာဖြစ်သောလောကီဥစ္စာယရဏသည်အဋ္ဌိရှိလေ၏ဧထဤယရဏပေါင်းတို့တွင်တထာဂရေနသုံးလောကထွတ်အရှင်တော်မြတ်ဖရာတည်ဟူသောယရဏနှင့်တမန်တူမြသောနံထိုလောကီဥစ္စာယရဏမျိုးသည်နာနောအဋ္ဌိမရှိသည်သာလျှင်တည်းဗုဒ္ဓေသုံးလောကထွတ်ရှင်တော်မြတ်ဖရာ၌ဣဒံဖြင့်ယရဏဤမြတ်နိုးဘွယ်ရာယရဏအဖြစ်သိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကံအိမ်သူအိမ်သားကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပုရိသအပေါင်းသူတော်ကောင်းတို့အားဘာနိနောကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဝိနည်းများစွာတတဝအပေါင်းတို့အားသို့ဝတိဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းခရ1500ကိလေသာတို့၏ကုံဆုံးပြည့်စည်ရလည်းဖြစ်ထသောဝိရာဂံအာယုံဓမ္မဟုသမျှတို့၌တွေ့တာပိတရာဂငတ်တို့၏ကင်းပြတ်ရုပ်သိမ်းချုပ်ငြိမ်းရလည်းဖြစ်တတ်သောအမတန်သုတိပြတ်ကြွေပေအခါမှသေကြေးပြည့်စည်ခြင်းလည်းမရှိတတ်သောယံနိဗ္ဗာန်အကျဉ်အငြိမ့်ဓမ္မနိဗ္ဗာန်တရားတော်မြတ်ကိုတမဟိတောမယိမယိုင်းကြောက်စာတိုင်ကဲ့သို့မြဲခိုင်စွာပြီးတည်ကြည်သောတမာတိရှိတော်မူသောတကြမုနိသာဂိဝေထောဒဂေါရမရှင်တော်မြတ်ဖရာသည်ဣဇဂလဝေတင်ထဗရမကဲ့သို့ကောင်းစွာပိုင်ပိုင်ဉာဏ်ဖြင့်ဆက်ရောက်သိမြင်တော်မူခဲ့လေပြီဒေနဓမ္မေနထိုအငြိမ့်ဓမ္မနိဗ္ဗာန်တရားတော်မြတ်နှင့်တမန်တူများသောဂိဉ္စီတစုံတခုသောတရားမျိုးသည်နာနောအတ္တိမရှိသည်သာလျှင်တည်းဓမ္မေအငြိမ့်ဓမ္မနိဗ္ဗာန်တရားတော်မြတ်၌
ဣဒံမေယရဏဤမြတ်နုဘွယ်ရာယရဏအဖြင့်တိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ခုံတော်အပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုမကံကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပရိသအပေါင်းသူတော်ကောင်းတို့အားသို့ဝတိဘေယံကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဗုဒ္ဓသေထောသုဒ္ဓဗုဒ္ဓသာဝကဗုဒ္ဓပစ္စေကဗုဒ္ဓဟုခေါ်ဆိုအပ်သောဗုဒ္ဓသုံးစုချီးမွမ်းအပ်သောသူတို့ထက်ကဲသာလွန်မြတ်အထုသဖြင့်ချီးမွမ်းတော်မူအပ်သောသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည်သူစိန်ကိလေသာမြူအလေးအငြိအကျေးတို့မှကင်းဝေးစင်ပါဖြူစင်တော်မူလာသောယံသမာဓိအကျင့်အရိယာမနှင့်တွဲပတ်ရှင်ပြီးသမာဓိတရားတော်မြတ်ကိုပရိဝဏယီချီးမွမ်းမြောက်စားတော်မူခဲ့လေပြီယံသမာဓိအကျင့်အရိယာမနှင့်တွဲပတ်ရှင်ပြီးသမာဓိတရားတော်မြတ်ကိုအနန္တရိကမိမိကွယ်ပအခြားမဲ့ကာလ၌မုတ်ချဆက်ဆက်အရိယာဖို့ဟူသောအကျိုးတရားကိုပိတ၏ဟူ၍ဗုဒ္ဓသုံးဘုံကျော်ဤဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်အာဟုတန်တာကျူးသည်ဟောပြတော်မူကြလေကုန်ပြီတေနသမာဓိနာထိုအရိယာမတ်နှင့်တွဲပတ်ရှင်ပြီးသမာဓိတရားတော်မြတ်နှင့်သမောတူမြသောတစုံတခုသောလောကီသမာဓိတရားမျိုးသည်နဝိဇ္ဇတိမရှိသည်သာလျင်သည်ဓမ္မေအရိယာမတ်နှင့်တွဲပတ်ရှင်ပြီးသမာဓိတရားတော်မြတ်၌ဣဒံမေယရဏဤမြတ်နုဘွယ်ရာယရဏအဖြင့်တိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ခုံတော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်တုံမာကံအိမ်သူအိမ်သားလူအများနှင့်ကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများနှင့်တကွာပရိတ်တရားကိုစိတ်ထားကြည်သာယုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပရိသအပေါင်းသူတော်ကောင်းတို့အားသောတိဘေယံကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းတတဝပါရမီရင်ကျူးတဘာထူးသည့်ကျေးဇူးကုန်ကြီးမှာဖယားစားကြည်သောသူတော်စင်ပုဂ္ဂိုလ်များတို့သည်ပတ္တထာလွန်စွာထထချီးမွမ်းတော်မူအပ်ကုန်သောရှိပုဂ္ဂလာခြင်းပုထုဇဉ်အနွယ်ကင်းကွယ်ကုန်းပြတ်အရိယာပုဂ္ဂိုလ်မြတ်တို့သည်အထရှေးရောက်တို့သည်ဟွန်တိဖြစ်ကြလေကုန်၏ဣဒာနိတောပုထုဇဉ်အနွယ်ကင်းကွယ်ကုန်းပြတ်အရိယာပုဂ္ဂိုလ်မြတ်တို့သည်သတ္တရိယုဂာနိမဖို့နှရသတ်သောအပြင်အစုံ၄ပါးတို့သည်ဟွန်တိဖြစ်ကြလေကုန်၏သုခရတသုံးဘုံကျော်ဟိဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝကတပိယင်တာဝကစေဖြစ်တော်မူကြကုန်သောဒီပုဂ္ဂလတို့ပုထုဇဉ်အနွယ်ကင်းကွယ်ကုန်ပြအရိယာပုဂ္ဂိုလ်မြတ်တို့သည်တက္ကိနေယကံနှင့်အကျိုးကြီးကိုမျိုးတံတက္ကိနေယကံနှင့်အကျိုးကြီးကိုမျိုးတံအလူကောင်းအလူမှန်ဟူသည်များကိုဆိုးယူပိုင်တခံယူတော်မူထိုက်ကြပါပေကုန်၏ဧတေသူထိုအရိယာပုဂ္ဂိုလ်တို့၌ဒိဏာနိတရာကြည်ပြုပေးလူသည်များအလူဒါနကောင်းမှုကုသိုလ်မှန်သည်များတို့သည်မဟာဗလာနိကြီးကျယ်ပွားဖြိုးများမြတ်သောအကျိုးရှိကြပါ၍ကို၏တံဂီအရိယာတန်ဃာတော်မြတ်၌ဣဒံမေယရဏဤမြတ်တို့ဘွယ်ရာယရဏအဖြင့်တိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ခုံတော်အပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုမကောကမ္ဘာနိုင်ငံသူကမ္ဘာနိုင်ငံသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကမ္ဘာသူကမ္ဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပရိသအပေါင်းသူတော်ကောင်းတို့အား
သို့ဝတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းယေခိနာတဝါအခြင်းကိလေသာအတဝောလျောကြကင်းကွာယဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်ဂေါတမသာသနာမိဂေါတမမြတ်စွာရောင်ဝါထိန်လင်းသာသနာတော်မြတ်အတွင်၌ဓလေနာကြောက်တောင်ကြီးဗမာမြေခိုင်လှစွာသောမနတသမာဓိနှင့်ရှင်သောစိတ်ဓာတ်ဖြင့်သုဗ္ဗယုတ်တလွန်စွာကြိုးကုပ်အာထုတ်တော်မူကြကုန်သည်ဖြစ်၍နေဂာမိနောကိလေသာဟုအပုခသိမ့်မှအလင်းကျွတ်၍ကင်းလိုထွက်မြောက်တော်မူကြလေကုန်မည်ဒေခိနာတဝါထိုယဟန္တာပုဂ္ဂိုလ်မြတ်ကြီးတို့သည်အမတ္တသုတိပြတ်ကြွေဘယ်အခါမှတည်ကြည်ပြည့်စည်ရခြင်းမရှိသောအမတ္တတနိဗ္ဗာန်တရားတော်မြတ်သောဝိကရှအာယုံပြုသောအပြင်တက်ရောက်တော်မူကြကုန်သည်ဖြစ်၍မုဒ္ဒပစ္စည်းဥစ္စာအနေငယ်မြမကုန်ကြရပဲလတ္တလိုရာခန္ဓာအလွယ်ပင်ရတော်မူကြကုန်သည်ဖြစ်၍နေဗုဒ္ဓိဖလသမအပအငြိမ့်တရတာကိုဘုံစားမာနသုံးဆောင်ခံစားတော်မူကြကုန်လည်းယပฏิပါဒမိမိတို့သည်ရောက်ရှိအပ်ပြီးရရှိအပ်ပြီးဖြစ်သည့်အရဟတဘုသို့အတိတပံဝင်စားသောအပြင်ဆက်ရောက်တော်မူကြလေကုန်မည်တံဃေယဟန္တာသံဃာတော်မြတ်၌ဣဒံမိယရဏဤမြတ်တို့ဘွယ်ယရဏအဖြစ်သီတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်အပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလပါပေဣတိနာသစ္စေနဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကောကဘာသူကဘာသာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသေးစွာဖြင့်နာယူလည်းရရှိကြကုန်သောဝိနည်းများစွာတတဝါပေါင်းတို့အားသူဝတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းပထဝေတိတော်မြေ၌ဆွဲမိကောင်းစွာတည်သောအိန္ဒခီလောမြို့တကားတိုင်ကြီးသည်စတုဝိဝတေဟိအယလေးမျက်နာတို့မှတိုက်ကပ်လာသောလေပြင်းမုန်တိုင်းတို့သည်အတ္တဘာကံပြီးရောမလုံရှားစေနိုင်သည့်တိယယထာဖြစ်ပြီးတကဲ့သို့ယောတပုရိသောအကျဉ်သူတော်မျိုးမှန်ဖို့တန်သည့်သောတာပန်ပုဂ္ဂိုလ်သူမြတ်သည်အရိယသစ္စာနိအရိယသစ္စာလေးရတရားမြတ်တို့ကိုအဝိဇ္ဇသောတာပတိမဉ္ဇဉ်ဖြင့်တတ်ဝင်၍ပတ္တတိသိတော်မူမြင်တော်မူ၏တန်တပုရိတံထိုသူတော်မျိုးမှန်အဖို့တန်သည့်သောတာပန်ပုဂ္ဂိုလ်သူမြတ်ကိုတထုပမရိယသစ္စာလေးပါးတည်ဟူသောတရားမြေ၌မြဲစွာဆက်၍တည်နေခြင်းကြောင့်ထိုတကားတိုင်ကြီးလည်းရင်ပုံပမာရှိဟု၍အဟံငါဘုရားသည်ဝရမိကောင်းစွာမသွေဟောကြားတော်မူလေ၏တံဃေသောတာပန်သံဃာတော်မြတ်၌ဣဒပိယရဏမြတ်တို့ဘွယ်ယရဏအဖြစ်သီတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလပါပေဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကောကဘာသူကဘာသာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသေးစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပရိသအပေါင်းသူတော်ကောင်းတို့အားသောတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းရေအကျဉ်တတ္တကတုပရမသောတာပန်ပုဂ္ဂိုလ်သူမြတ်တို့သည်ကံဗီရပင်ညေနနတ်နှင့်လှစွာသောတပ္ပိညုတညာနာသခင်သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည်သူတေတိသာနိကောင်းစွာပိုင်းဖြတ်ဟောကြားတော်မူအပ်ကုန်သောအရိယသစ္စာနှင့်အရိယသစ္စာလေးရတရားမြတ်တို့ကိုဝိဘာဝယန္တိကိုယ်တန်တန်တွင်မဉ္ဇဉ်ဖြစ်ပွားထင်ရှားအောင်ပြုတော်မူကြလေကုန်မည်တေတို့တတ္တကတုပရမသောတာပန်ပုဂ္ဂိုလ်သူမြတ်တို့သည်ဘုဒ္ဓံအလွန်အကဲ
ပမတ္တစီစဉ်ရည်၍မေလျောကြကုန်သည်ကိဉ္စာပိဟွန်တိအကယ်၍ကဖြစ်ကြကုန်သေး၏ဗန္နတရာပိထိုသို့ပင်စီစဉ်ရည်၍မေလျောကြကုန်냐သောလည်းအထမံဘဝံ၈ကြိမ်မြောက်သောဘဝကိုနာအာတိယန္တိယူတော်မူ၍မရှိကြလေကုန်တံဂီတတ္တကတုပရမသောတာပန်သံဃာတော်မြတ်၌ဣဒံမေယရဏဤမြတ်နိုးဘွယ်ရယရဏအဖြင့်သီတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏတော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကောကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ဓာတ်အကြည်သာယုသည်စွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တဗုရိတအပေါင်းသူတော်ကောင်းတို့အားတောတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအတ္တတို့သောတာပန်ပုဂ္ဂိုလ်သူမြတ်ဒီတတနာတမရာယသောတာပတိမဉ္ဇဉ်အမြင်နှင့်ပြည့်စုံခြင်းနှင့်သာဝအတူမကွာတပြိုင်နက်သာလည်းယင်တက္ကာယဒိဋ္ဌိသာယုံနာဓမ္မသင်္ကာရတရားတို့အပေါ်၌ငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တရားလူနဲ့ပြမအတ္တကောင်လိပ်ပြကောင်ဝိညာဉ်ကောင်အတ္တကောင်စသည်ဖြင့်ဆွဲလန်းယုံကြည်ခြင်းတက္ကာယဒိဋ္ဌိတန်ရောစဉ်တရား၎င်းဝိသိကေတိတင်္စယရဏသုံးတံကံကံ၏အကျိုးတရားစသည်တို့ရဲ့အပေါ်မှာသို့လောတွေးတော်ယုံမှခြင်းဝိသိကိစ္စတန်ရောစဉ်တရား၎င်းသီလပဒဝါပိနွားအကျင့်ခွေးအကျင့်စသည်ဖြင့်ကိလေသာတို့မှစင်ကြယ်နိုင်၏တန္တရာဝဆင်းရဲဒုက္ခမှလွတ်မြောက်နိုင်၏ဟုမှားသောအပြင်သုံးတတ်သောသီလပဒပရမတ္တတန်ရောစဉ်တရား၎င်းဣတိဤသို့လည်းယတယောဓမ္မသုံးပါးကုန်သောတန်ရောစဉ်တရားတို့ကိုဇိဒအရှင်ပေတတ်ဆွန်လိုအပ်ခဲ့လေပြီကိဉ္စီဆိုစဉ်နဲ့ငယ်သောယံကိလေသာဇာတံပိအကျင့်အပေသို့ရောက်ခြင်းအကြောင်းဖြစ်သောကိလေသာတရားပေါင်းသည်လည်းအတ္တိကျွင်းကြံသေး၏ဓမ္မိထိုအပေသို့ရောက်ခြင်း၏အကြောင်းဖြစ်သောကိလေသာတရားပေါင်းကိုလည်းဇိဒအရှင်ပေတတ်ဆွန်လိုအပ်ခဲ့လေပြီသောတုသောတာပန်ပုဂ္ဂိုလ်သူမြတ်ဒီစရုဝဘာယိဇအပေလေးပုံတို့မှလည်းဝိပမုတ်တော်အရှင်ကျွ၍ကင်းလိုထွတ်မြောက်တော်မူခဲ့လေပြီသစ္စာဝိဌာနာနိအမိကိုတတ်ခြင်းအဖကိုတတ်ခြင်းယဟန္တာပုဂ္ဂိုလ်ကိုတတ်ခြင်းဘုရားရှင်အသွေးစိတ်တည်စေခြင်းတန်ခါသိမ့်ခွဲခြင်းဘုရားရှင်မှာတပါးသောအခြားအခြားသောခိုင်းဆရာတို့ဟာဆရာဖြစ်ရည်ညွှန်းခြင်းတည်ဟုသောယုံရင်ကြံတန်းကုန်သော၆ပါးကုန်သောအကြောင်းအစုမကောင်းမှုတို့ကိုလည်းကာတုံပြုခြင်းကအဘဘောမထိုက်တံပေတံဂီသောတာပန်သံဃာတော်မြတ်၌ဣဒံပိယရဏဤမြတ်နိုးဘွယ်ရာယရဏအဖြင့်သီတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါပေဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကောကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုသည်စွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တဗုရိတအပေါင်းသူတော်ကောင်းတို့အားဘုံကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းသောတုသောတာပန်ပုဂ္ဂိုလ်သူမြတ်ဒီကာယနာဝါကိုဖြင့်၎င်းဝါစာယဝါနှုတ်ဖြင့်၎င်းဥဒ္ဒထို့အပြင်စေတသဝါစိတ်ဖြင့်၎င်းပပကံကမ္မယုံရင်ကြံတတ်ကုန်သောအကြောင်းအစုမကောင်းမှုကိုကိဉ္စာပိကရောတိမတိကဲ၍မိလျောတမှုအကယ်၍ပြုခဲ့မိစေကားမူတတ္တထိုမိမိပြုခဲ့မိတဲ့မကောင်းမှုအကုသိုလ်ကံကိုပဋိစ္စဒါယဖုံးကွယ်၍ထားခြင်းကအဘဘောမထိုက်တံပေဒိဋ္ဌပရတသောတာပတိမဉ္ဇဉ်ဖြင့်သိမြင်ပြီးသောနိဗ္ဗာန်တရားတော်မြတ်ရှိတော်မူသောသောတာပန်ပုဂ္ဂိုလ်သူမြတ်၏အဘဗဒမိမိပြုခဲ့မိတဲ့မကောင်းမှုအကုသိုလ်ကံကိုဖ
ဟုံးကွယ်၍ထားခြင်းကမထိုက်တန်သည်အဖြစ်ကိုဘဂဝါတဘုဒ္ဓ၆ပါးတကယ်ဘုရားရှင်သည်ဟုတ်တာဟောကြားပြသဆိုဆုံးမတော်မူအပ်ခဲ့လေပြီတံဂေသောတာပံသံဃာတော်မြတ်၌ဣဒံမေယရဏဤမြတ်တို့ဘုရားယရဏအဖြစ်တိတာဘွယ်အကြောင်းနှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါ၏ဣဒိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်တုံမကံကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ချကြည်သာယုတိစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပုရိသအပေါင်းသူတော်ကောင်းတို့အားသူဝတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဂိမာနာຫນွေလာတို့ဤပရမသမိန်ဂိမေရှိဥအစຫນွေလာဖြစ်သောမာတိစိတ္တရမာသတကူလာ၌ဖုတ်တိတကေပင်လုံးကျုပ်ပွင့်သောခပ်ဖြားဆုံးရှိသောဝနပဂုံဘီတောဥဒ္တိတတိရိကောယထအတိရှိလဘိတကဲ့သို့တရုဝမအနတ္တရာပန်းဆုံးစွာဖြင့်ဝိဇာပြန်ပြောထိုတောဥလျင်ပုံပမာရှိသောနိဗ္ဗာန်ဂမေအငြိမ့်ဓမ္မမြတ်နိဗ္ဗာန်သို့ဧကံထိုးကြောင့်ရောက်ခြင်းရအကြောင်းဖြစ်သောဓမ္မဝရသုံးပုံပိဋကတရားမြတ်ဒေသနာတော်ကိုပရမဟိတယလူနဲ့မြတ်တတ္တဝါတို့၏နိဗ္ဗာန်ဓာတ်တည်ဟုသောအမြတ်ဆုံးအကျိုးစီးပွားချမ်းသာအလုံးငါအတေတယေကရုဏာရှိသောမေတ္တာထား၍ဟောကြားတော်မူခဲ့လေပြီဗုဒ္ဓီသုံးလောကထွတ်တာရှင်တော်မြတ်ဖရာ၌ဣဒံမေယရဏဤမြတ်တို့ဘုရားယရဏအဖြစ်သိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါ၏ဣဒိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကံကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုတိစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပုရိသအပေါင်းသူတော်ကောင်းတို့ပါသို့ဝတိဘေးရန်ကုန်ကင်းချမ်းသာဤမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဝရောစိတ်ထားမြတ်သူနတ်လူအများလိုလားတောင်းတမြတ်တော်မူထသောဝရိညူအမြတ်ဆုံးမှနိဗ္ဗာန်တရားတော်မြတ်ကိုသိတော်မူတတ်သောဝရတော်အမြတ်ဆုံးမှနိဗ္ဗာန်တရားတော်မြတ်ကိုပေးသနာတော်မူတတ်သောဝရဟတော်အမြတ်ဆုံးမှနိဗ္ဗာန်တရားတော်မြတ်သို့ဧကံထုတ်ချောက်ရောက်ခြင်း၏အကြောင်းဖြစ်သောမဂ္ဂင်၈ပါးအကျင့်မြတ်တရားတည်ဟုသောရှေးဟောင်းလမ်းမြတ်ကိုသယ်ဆောင်တော်မူတတ်သောအနုတ္တရောသာလွန်သူမထင်အမြတ်ဆုံးဘုရားရှင်သည်ဓမ္မဝရသုံးပုံပိဋကတိဟုသောအမြတ်ဆုံးတရားဒေသနာတော်ကိုပရမဟိတယလူနဲ့မြတ်တတ္တဝါတို့၏နိဗ္ဗာန်တတ်တိဟုသောအမြတ်ဆုံးအကျိုးစီးပွားချမ်းသာလို့ငါအတေတယေကရုဏာရှိသောမေတ္တာထား၍ဟောကြားတော်မူအပ်ခဲ့လေပြီဗုဒ္ဓီသုံးလောကထွတ်တာရှင်တော်မြတ်ဖရာ၌ဣဒံမေယရဏဤမြတ်တို့ဘုရားယရဏအဖြစ်သိတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလာပါ၏ဣဒိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကံကဘာသူကဘာသားမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယုတိစွာဖြင့်နာယူလျက်ရှိကြကုန်သောသင်္တပုရိသအပေါင်းသူတော်ကောင်းတို့အားသူအထိဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချအမသွေဖြစ်ပါစေတည်းရှိတံခိနာတဝနာခြင်းကိလေသာအသဝလျောကြကင်းကွာယဟန္တာရှင်သူမြတ်ကြီးတို့အားပုရဏောအဟောင်းဖြစ်သောကုသိုလ်ကံအကုသိုလ်ကံမှန်သမျှသည်ခိနံအမြဲအရင်နှင့်တကွကုံဆုံးပြပြုံးခဲ့လေပြီ
နဝအတိဖြစ်သောကုသိုလ်ကအကုသိုလ်ကမှန်သမျှသည်နတ္ထိတံဘောနောက်ထပ်တစ်ဖန်ဖြစ်ပေါ်ခြင်းအလင်းမရှိတော့ချေတေခိနာတဝတ္တောယဟန္တာရှင်မြတ်ကြီးတို့သည်အာယတိကေဘဝသမိန်နောင်လာတန်သောအနာဂတ်ဘဝသစ်၌ဝိရဒစိတ်ဓာတ်တွေ့တာမမောခြင်းကင်းသောစိတ်ချရှိတော်မူကြလေကုန်၏ခိနာဘိဇာကုံအပ်ပြီးသောပရိသန္တိမျိုးစေ့ရှိတော်မူကြကုန်၏အဝိရုံလီသန္တသန္တရဝဆင်းရဲဒုက္ခ၌မစီပင်မပြန့်ပွားသောသန္တတရှိတော်မူကြကုန်၏အယံပတိဘောဤတောက်လောင်နေသောစီမိသည်နိဗ္ဗာန်ယတ္တိယထာငြိမ့်လေပြီတကဲ့သို့ဒီရာမြဲမြံခိုင်ခံတည်တတ်သောပညာရှိအစစ်ဖြစ်တော်မူကြကုန်သောယဟန္တာရှင်မြတ်ကြီးတို့သည်နိဗ္ဗာန်တိတန္တရာဆက်ယဟအဆက်ပြ၍ဇက်စုံယုတ်သိမ့်ခြုံငိမ့်တော်မူကြလေကုန်မည်တံဃေယဟန္တာတံဃာတော်မြတ်၌ဣဒံမေယရဏောဤမြတ်တို့ဘုရားယရဏအဖြစ်သီတာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူးမြတ်တော်မူလပါပေ၏ဣတိနာသစ္စေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုံမာကောကဘာသူကဘာသာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသည်စွာဖြင့်နာယူလျက်ရှိကြကုန်သောတင်တဗ္ဗုရိတအပေါင်းသူတော်ကောင်းတို့အားသူဝတိဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဣဒဤပရိတ်တရားတော်မြတ်ယုတ်ဖယာဌာနဤရသောဘုံမာနိမြေ၌ဒီကုန်သောယာနိဗုဒ္ဓနိဝါကျေနတ်တို့သည်၎င်းအန္တလိခိအစရဖြင့်ထကောင်းကင်၌ယာနိဗုဒ္ဓနိဝါကျေနတ်တို့သည်၎င်းတမဂတာနိညီညာပြပြစည်းဝေးရောက်လာကြကုန်၏တပိဝခသိဩသောအလုံးစုံသာလင်းဖြစ်ကြကုန်သောဒီမယံထိုငါတို့နတ်များစွာတို့သည်ဒေဝမနုဿပူဇိတံနတ်လူအများလေးစားကိုရောပူဇော်တော်မူအပ်သောတထာဂတံရှေးဖျားရှင်တို့ကဲ့သို့ဘောဓိမန္တိုင်းသို့တိုင်အောင်ကောင်းသောလာခြင်းရှိတော်မူသောကြောင့်နိဗ္ဗာန်သို့တိုင်အောင်ကောင်းစွာကြွသွားတော်မူသောကြောင့်တထာဂတအမည်ရတော်မူသောဗုဒ္ဓံမြတ်စွာဘုရားကိုဒေဝမနုဿပူဇိတာနတ်လူအများလေးစားကိုရောပူဇော်တော်မူသောတထာဂတသမထဝိပဿနာဆုံးတွဲကဖြင့်ကိလေသာအသင်အပင်ကိုရှင်းလင်းဖြတ်တောက်လျက်ရောက်အပ်ရအပ်သောကြောင့်တထာဂတအမည်ရတော်မူသောဓမ္မတရားတော်မြတ်ကိုဒေဝမနုဿပူဇိတာနတ်လူအများလေးစားကိုရောပူဇော်တော်မူအပ်သောတထာဂတံကိုကျိုးစီးပွားအတွက်ကျင့်ကြံကြသောပုဂ္ဂိုလ်တို့သည်ထိုအရိယာမဖြင့်ရောက်အပ်တဲ့ကဲ့သို့ထိုအတူထိုအရိယာမဖြင့်အရိယာသံဃာဖြစ်သို့ရောက်အပ်သောကြောင့်တထာဂတအမည်ရတော်မူသောသံဃာသံဃာတော်မြတ်ကိုနမတမရှိခိုဥညိုကြပါကုန်၏ပါဏိနံကဘာသူကဘာသမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအိမ်သူအိမ်သားလူအများနှင့်ပရိတ်တရားကိုစိတ်ထားကြည်သာယိုသည်စွာဖြင့်နာယူကြကုန်သောသင်္တပ္ပုရိသနွယ်ဝင်သူတော်စင်ပေါင်းတို့အားသို့ဒီဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုကိုစီကိုငါမုတ်ချမသွေဖြစ်ကြပါစေကုန်တည်းသာဓုသာဓုသာဓုကိုက်ခုတ်တေကြမွေဖားကင်းတန်းဆုံးဖန်နှတ်တိုက်ကို၌ပြုသူခွင့်မှုရှိရာမြည်သာခန္ဓာပရိလကိုနိညခါခါရွတ်ဖတ်ရ၏လို့ဆိုတဲ့အတိုင်းအစိတ်ဘေးမှကင်းဝေးစေရန်ခန္ဓာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်တဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တကတံဝိယယနာတေတိဝိတံကောရံသေသင်္စာပိပရိတယံအာနာခေတမိတပ္ပထတပ္ပရတပ္ပပါဏိနံသဗ္ဗံသောပိနိဝါရေတိပရိတံဓမ္မနာမဟေ
ဝိရုပခေဟိမေမေတ္တံမေတ္တံဧရာပထေဟိမေသဗျာဗုဒ္ဓေဟိမေမေတ္တံမေတ္တံကန္နာဂေါတမကေဟိသာအဘာတကေဟိမေမေတ္တံမေတ္တံဒွိပါတကေဟိမေသတုပတေဟိမေမေတ္တံမေတ္တံဘဟုပတေဟိမေမာမံအပါဒကောဟိန္တိမာမံဟိန္တိဒွိပါဒကောမာမံသတုပရောဟိန္တိမာမံဟိန္တိဘဟုပရောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဗုဒ္ဓသကေဝလံသဗ္ဗေပတ္တရာနိပတ္တံတုမာကေစီပါပမာဂမအပမနောဗုဒ္ဓအပမနောဓမ္မောအပမနောသံဃောပမာဏဝန္တာနိတရိတပါဏိအဟိဝိဇိကတတပရိဩနနာဘိတရဘုမုတိကာကတမေရခကတမေပရိတံပဋိကမန္တုဗုဒ္ဓနိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနံခန္ဓာသုတ်တံဩရခတုခန္ဓာသုတ်တံခန္ဓာသုတ်ပိဋ္ဌောမြတ်တိဟောတုမာကံပရိတ္တရာစိတ်ဓာကြည်ပြုနာယူချာညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုယ်လည်းကြမ်းမာစိတ်ချမ်းသာ၍အစိတ်ဘေးဝေးကွာလွတ်ချမ်းသာကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်းမုနိရာဇတတတ္တမမယဝခာမသာဓုကံဟိတာဝရံသမိစ္ဆန္ဒာဒုံမေတုနာထသာရရံမယယရဏသုံးစုံဗမ္ပရုံကိုကြည်ညိုညွတ်ခအင်္ဇလီတင်ချီတတ်သဖြင့်နိညာကျုပ်ကိုကိုယ်ွယ်စိကကြကုန်သောကျွန်ုပ်တို့သည်မုနိရာဇတသုံးတိုင်ဘုံသူနှင့်လူတို့ကြည်ပြူအေးမြန်းခိုလုံးကြရာယရဏဆေယံမင်းကြီးဖြစ်တော်မူသောမြတ်စွာဘုရား၏တတ္တမံချီးမွမ်းအားပြောဆို၍မကုံနိုင်သောပရိတ္တောတရားကိုသာဓုကံပါဠိမပြည့်အနှစ်ကိုသိမေတ္တာကရုဏာရှိဟုတရိအင်္ဂါညီညာပြေဝကောင်းမြတ်လှစွာဝခာမတံပြိုင်အေးမြရွဆိုကြကုန်အံဟိတဝရံပစ္စုပန်တန္တရာနှစ်ဖြာဘဝအေးမြရကြောင်းစီးပွားကောင်းကိုသမိတ်စန္ဒာမျောမြင်တောင်းတအလိုရှိကြကုန်သောဒုံမေပရိသတ်အပေါင်းစီဝေးရောက်လာကြသောတေတရောကောင်းတို့သည်သာရရံကံကိလေသာပိခာမရှိယုံကြည်၏ဟုတရိအင်္ဂါညီညာပြေဝယူသေးလစွာသူနာထာသောတာဒွါရဝိထိကြ၍နာဆိုင်တော်မူကြပါကုန်လောသဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တကတံဝိယယန္နာတေတိဝိရံခောရံသေသင်္စာပိပရိတယံအာနာခတမိသဗ္ဗထာသဗ္ဗထာသဗ္ဗပါဏိနံသဗ္ဗသောပိနိဝရတိပရိတံဓမ္မနာမဟေဒိဗ္ဗမန္တကတံနဣမန္တေယနစေဝတိသဗ္ဗတိဝိသဇာတိနံလျင်သောအစိတ်ရှိသောမွေခတ်သိမ့်တို့ဤဂောရံပြင်းစွာသောဝိသံအစိတ်ကိုနာတေတိဝိယဖြစ်စည်းတကဲ့သို့ဧဝံတထထုအတုယံခန္ဓပရိတံအကျင်ခန္ဓသို့ပရိတ္တောတိသဗ္ဗထာအလုံးစုံသောအာနာခေတ္တမိအာနာတော်ဤနှံ့ရဖြစ်သောစัจ जा ကရေစัจ जा ဝလာကရေတသိမ့်၌ထိတာနံဒီကုံသောသဗ္ဗပါဏိနံခတ်သိမ့်သောတတဝါတို့ဤဝိသင်္စအစိတ်ကိုလည်းကောင်းအသေးတံအကျွင့်မရှိသောပရိတယင်စာပိဘေးရန်ကိုလည်းကောင်းသဗ္ဗတာခတ်သိမ့်သောကာလ၌သဗ္ဗသောပိခတ်သိမ့်သောအချင်းရာဖြင့်တိနိဝါရေတိတာမြတ်တဤတံပရိတံထိုခန္ဓာသို့ပရိတ္တောကိုဟေသူတော်ကောင်းတို့မယံငါတို့သည်ဗနာမရွတ်ကြကုန်အံဝိရုပခေဟိမေမတံမတံဣရာပတေဟိမေသာဗျာဗုဒ္ဓေဟိမေမတံကဏဂေါတမကေဟိသာဝိရုပခေဟိဝိရုပခာနဂမေဤအမျိုးဖြစ်သောနဂါတို့နှင့်တတ္တိတကဝမေငါဤမတံချစ်ချင်းသည်ဟောတုဖြစ်စေတည်းဧရာပတေဟိဧရာပထနဂမေဤအမျိုးအနွယ်ဖြစ်သောနဂါတို့နှင့်တတ္တိတကဝမေငါဤမတံချစ်ချင်းသည်ဟောတုဖြစ်စေတည်းသာဗျာဗုဒ္ဓေဟိသာဗျာဗုဒ္ဓနဂမေအမျိုးနွယ်ဖြစ်သောနဂါတို့နှင့်တတ္တိတကဝမေငါဤမေတ္တံချစ်ချင်းသည်ဟောတုဖြစ်စေတည်းကဏဂေါတမကေဟိသကဏဂေါတမနဂါမေဤအမျိုးအနွယ်ဖြစ်သောနဂါတို့နှင့်လီတတ္တိတကဝမေငါဤမေတ္တံချစ်ချင်းသည်ဟောတုဖြစ်စေတည်းအပါဒကေဟိမေမေတ္တံဒွိပါဒကေဟိမေသတောပရေဟိမေမေတ္တံဘုပတေဟိမေအပါဒကေဟိအခြေမရှိသောတတ္တဝါတို့နှင့်လီတတ္တိတကဝ
မေငါဤမေတ္တံချစ်ချင်းသည်ဟောတုဖြစ်စေတည်းဒိပါတကေဟိအခြေနှချောင်းရှိသောတတ္တဝါတို့နှင့်လိတတ္တိန်တကဝမေငါဤမေတ္တံချစ်ချင်းသည်ဟောတုဖြစ်စေတည်းစတုပတေဟိအခြေလေးချောင်းရှိသောတတ္တဝါတို့နှင့်လိတတ္တိန်တကဝမေငါဤမေတ္တံချစ်ချင်းသည်ဟောတုဖြစ်စေတည်းဘောပတေဟိများသောအခြေရှိသောတတ္တဝါတို့နှင့်လိတတ္တိန်တကဝမေငါဤမေတ္တံချစ်ချင်းသည်ဟောတုဖြစ်စေတည်းမာမအပါဒကောဟိန္တိမာမဟိန္တိဒိပါဒကောမာမစတုပတောဟိန္တိမာမဟိန္တိဘဟုပတောအပါဒကောအခြေမရှိသောတတ္တဝါသည်မင်္ဂကိုမာဟိန္တိမငင်းစေတည်းဒိပါဒကေအခြေနှချောင်းရှိသောတတ္တဝါသည်မင်္ဂကိုမာဟိန္တိမငင်းစေတည်းစတုပရေဟိအခြေလေးချောင်းရှိသောတတ္တဝါသည်မင်္ဂကိုမာဟိန္တိမငင်းစေတည်းဘဟုပတောများသောအခြေရှိသောတတ္တဝါသည်မင်္ဂကိုမာဟိန္တိမငင်းစေတည်းသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုဒ္ဓသကေဝလာသဗ္ဗေပတ္တရာနိပတ္တန္တုမာကိဉ္စီပါပမာဂမကေဝလာအကျွင့်မရှိကုန်သောသဗ္ဗေခသိမ့်ကုန်သောတတ္တသတတ္တဝါတို့သည်၎င်းသဗ္ဗေခသိမ့်ကုန်သောပါဏိစပါဏာစထွက်တဲ့ဝင်တဲ့ရှိသောတတ္တဝါတို့သည်၎င်းသဗ္ဗေခသိမ့်ကုန်သောဘုဒ္ဓသထင်ရှားရှိသောတတ္တဝါတို့သည်၎င်းသဗ္ဗေခသိမ့်ကုန်သောတတ္တဝါတို့သည်ပတ္တရာနိကောင်းသောအာယုန်တို့ကိုပတ္တန်တို့မြင်စေကုန်သတည်းကိဉ္စီတစုံတယောက်သောသူတို့ဘာပံမကောင်းကြိုသည်မှာအာဂမမရောက်စေတည်းအပမနောဗုဒ္ဓအပမနောဓမ္မောအပမနောတံဃောပမနာဝန္ဒာနိတရိတပါနိအာယိဝိစိကတတပတိဩနနာဘိတရဗုမုတိကာဗုဒ္ဓဘုရားကျေးဇူးတော်သည်အပမနောအတိုင်းအရှိမရှိဓမ္မောတရားကျေးဇူးတော်သည်အပမနောအတိုင်းအရှိမရှိတံဃောတံဃာကျေးဇူးတော်သည်အပမနောအတိုင်းအရှိမရှိအဟိမွေ၎င်းဝိစိကကင်းပြီးကောက်၎င်းတတပတိကင်းချေများ၎င်းဩနနာဘိပင်ကူ၎င်းတရဗုတတု၎င်းမုတိကကျွတ်တို့၎င်းဒါရိတပါဏိကိုဖြင့်တွားသွားတတ်ကုန်သောဣမာနိဤတတ္တဝါတို့သည်ပမာဏဝန္ဒာနိအတိုင်းရှိကိုပြုတတ်သောကိလေသာရှိကုန်၏ကတမေရခကတမေပရိတံပရိကမန္တုဗုဒ္ဓာနိသောဟနမောဘဂဝါတောနမောတတ္တနာသမ္မာသမ္ဗုဒ္ဓနာ ခန္ဓာသုတ်တနိဋ္ဌိတံမေငါတိရခအဆောင်လျှောက်ကိုကတာပြုအပ်ပြီးပရိဒံအယန္တာကိုကတာပြုအပ်ပြီးဘုဒ္ဓာနိယံသူဖြစ်သောတတ္တဝါတို့သည်ပရိကမန္တုဖဲစေကုန်တည်းတောအံထိုငါသည်ဘဂဝါတော်မြတ်စွာဘုရားအားနမောရှိခိုးပါ၏တတ္တနာခုနှစ်စုကုန်သောသမ္မာသမ္ဗုဒ္ဓနံဝိပဿိစာရှိကုန်သောမြတ်စွာဘုရားတို့အားနမောရှိခိုးပါ၏ခန္ဓာသုတ်တံခန္ဓာသုတ်ပရိတောတိနိဋ္ဌိတံပြီးပြီခန္ဓာသုတ်ပရိတောဖြင့်ပူဇော်အပ်ပါသည်ရှင်ဘုရားသဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တာကတံဝိယယန္နာတေတိဝိသံဂောရံတေသင်္စာပိပရိတယံအာနာကိတံမိသဗ္ဗဒသဗ္ဗရံသဗ္ဗပါဏိနံသဗ္ဗသောဘိနိဝရေတိပရိတံတံဗနာမဟိဝေရုပခေမေမေတံမေတံဧရာပတိဟိမေသဗ္ဗဗုဒ္ဓဟိမေမေတံမေတံကန္နာဂောရမကေဟိသအပါရဂေဟိမေမေတံမေတံတိပါရဂေဟိမေသတုပရေဟိမေမေတံမေတံဘောပရေဟိမေမမပါရဂောဟိန္တိမမဟိန္တိဒွိပါရဂောမမသရုပရောဟိန္တိမမဟိန္တိဘဟုပရောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဘုဒ္ဓသကေဝလာသဗ္ဗေပတ္တရာနိပါတန္တုမာကိဉ္စီပါပမာဂမအပမနောဗုဒ္ဓောအပမနောဓမ္မောအပမနောသံဃောပမနာဝန္ဒာနိတရိတပါဏိအဟိဝိစီကန္တရပရိဩနနာဘိတရဗုမုတိကံကတမေရခကတမေပရိဒံပဋိကမန္တုဘုဒ္ဓာနိသောဟံနမောဘဂဝါတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာခန္ဓာသုတ်တံနိဋ္ဌိတံကိုက်ခုတ်တေကြမွေဖာကင်းတံဆုံးဖာနတ်တိုက်ကို၌ပြုသူခွင့်မှုရှိရာမြည်သာခန္ဓာပရိလှကိုနိညခါခါရွတ်ဖတ်ရ၏လို့ဆိုတဲ့အတိုင်းအစိတ်ဘေးမှကင်းဝေးစေရန်
ခန္ဓာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်တဗ္ဗတိဝိသဇာတိနံဒိဗ္ဗမန္တကတံဝိယယနာတေတိဝိတံဂောရံသေသင်္စာပိပရိတယံအာနာခေတမိတပ္ပထတပ္ပရတပ္ပပါဏိနံသဗ္ဗသောပိနိဝါရေတိပရိတံဓမ္မနာမဟေဝိရုပခေယိမေမေတ္တံမေတ္တံဧရပထေယိမေသဗျံဗုဒ္ဓေယိမေမေတ္တံမေတ္တံကန္နာဂေါတမကေဣသအဘာတကေယိမေမေတ္တံမေတ္တံဒွိပါတကေယိမေသတုပတေယိမေမေတ္တံမေတ္တံဘဟုပတေယိမေမာမံအဘာတကောဟိန္တိမာမံဟိန္တိဒွိပါတကောမာမံသတုပရောဟိန္တိမာမံဟိန္တိဘဟုပရောသဗ္ဗေတတ္တသဗ္ဗေပါဏသဗ္ဗေဗုဒ္ဓသကေဝလံသဗ္ဗေပတ္တရာနိပတ္တံတုမာကေစီပါပမာဂမအပမနောဗုဒ္ဓအပမနောဓမ္မောအပမနောသံဃောပမာဏဝန္တာနိတရိတပါဏိအဟိဝေစီကတတပရိဩနနာဘိတရဘုမုတိကာကတမေရခကတမေပရိတံပဋိကမန္တုဗုဒ္ဓနိသောဟံနမောဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာခန္ဓာသုတ်တံဩရခတုခန္ဓာသုတ်တံခန္ဓာသုတ်ပိဋ္ဌောမြတ်တိဟောတောမကံပရိတ္တရာစိတ်ဓာကြည်ပြိုနာယူကြညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုယ်လည်းကြမ်းမာစိတ်ချမ်းသာ၍အစိတ်ဘေးဝေးကွာလွတ်ချမ်းသာကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်းဗုဒ္ဓနံဇီဝိတတနတကကိနစီအန္တရာယောဂတုံတထာမေဟောတုဗုဒ္ဓနံသဗ္ဗညုတညာနတနတကကိနစီအန္တရာယောဂတုံတထာမေဟောတုဗုဒ္ဓနံဘိယဒာနံစတုံနံပစ္စယနံနတကကိနစီအန္တရာယောဂတုံတထာမေဟောတုဗုဒ္ဓနာအတိတရားနုပဇနနံဗြဟ္မပပယဝါနာတေကကိနစီအန္တရာယောဂတုံတထာမေဟောတုအတိတံသေဗုဒ္ဓသာဘဂဝါတောအပတိအတံညာနံအနာဂတံသေဗုဒ္ဓသာဘဂဝါတောအပတိဟတံညာနံပိစုပန္နံသေဗုဒ္ဓသာဘဂဝါတောအပတိဟတံညာနံဣမေတိဣဒမေဟိသမနာဂတတဗုဒ္ဓသာဘဂဝတောသဗ္ဗံကာယကမ္မညာနာပုပ္ပင်္ဂမညာနာနုပရိဝတ္တံသဗ္ဗံဝစီကမ္မညာနာပုပ္ပင်္ဂမညာနာနုပရိဝတ္တံသဗ္ဗံမနောကမ္မညာနာပုပ္ပင်္ဂမညာနာနုပရိဝတ္တံဣမေသာဟိဓမ္မေဟိသမနာဂတတဗုဒ္ဓသာဘဂဝတောနတ္တိသန္တတဟာနိနတ္တိဓမ္မဒေသနာယဟာနိနတ္တိဝိရိယတဟာနိနတ္တိဝိပဿနာယဟာနိနတ္တိသမာဓိတဟာနိနတ္တိဝိမု ക്തി ယဟာနိဣမေဟိဒဝရတယိဓမ္မေဟိသမနာဂရတဗုဒ္ဓသာဘဂဝတောနတ္တိတဝါနတ္တိရဝါနတ္တိအဖုတံနတ္တိဝေဂာယိတတံနတ္တိအဗျဝတ္တမနောနတ္တိအပတိသင်္ခာနုပေခာဣမေယတာရတယိဓမ္မေဟိသမနာဂရတဗုဒ္ဓသာဘဂဝတောနမောတတ္တနံသမ္မာသမ္ဗုဒ္ဓနာနတ္တိတထာဂရတကာယဒုစရိတံနတ္တိတထာဂရတဝစီဒုစရိတံနတ္တိတထာဂရတမနောဒုစရိတံနတ္တိတိတံသေဗုဒ္ဓသာဘဂဝါတောပတိဟတံညာနံနတ္တိအနာဂတံသေဗုဒ္ဓသာဘဂဝါတောပတိဟတံညာနံနတ္တိပိစုပ္ပန္နံသေဗုဒ္ဓသာဘဂဝါတောပတိဟတံညာနံနတ္တိသဗ္ဗံကာယကမ္မညာနာပုပ္ပင်္ဂမညာနာနာနုပရိဝတ္တံနတ္တိသဗ္ဗံဝစီကမ္မညာနာပုပ္ပင်္ဂမညာနာနာနုပရိဝတ္တံနတ္တိသဗ္ဗံမနောကမ္မညာနာပုပ္ပင်္ဂမညာနာနာနုပရိဝတ္တံဣ
Imam Dharana Amidam Adaman Tava Tadanam Danam Lenam Tandarabaya Bidanam Egamadizam Imam Ananda Dharana Bridam Dhari Wasihi Bribosahi Tadagayi Vidanagamiya Udagena Lagiya Egina Deya Nanavaya Vigo Na eka harago, na duyarago, na diyarago, na saduharago, na omadagang, na mulagang, manodei, amanodei, na hindagang. Tandara na braidang, saragadamang zalo ma zalo, zalide ma zalide. Oge ma boge dambade ma dambade, budengami damengalang. Iman ko panananda dharana braidam Tada tadri tamadam buddha koti badidam Ode awode kanwe aganwe nome anome Dewe adewe kai agaye dharane adharane Aili maili daili maili yoroke ma yoroke buddhangami damengalam Iman ko panananda dharana braidam Nawanudiya Namadamudha Koti Badidam Deidila Dandila Mandila Rogila Krala Dovila Edena Disa Wazena Duti Me Hodu Dabara Edena Disa Wazena Durite Hodu Dabara Edena Disa Wazena Duti Hodu Dabara Dharana Braidam Natidam Oranam Suzu Puenya Shino Piaroi Siwitata Atadoi Andrayo Andrego Gina Citizen the Auto to the Cardon Bujinga Not the Gayeta Matagao the Ghetto Tata to a do Me Ngai Andrayo Andrego Gina Citizen the Auto to the Cardon Bujinga Not the Gamatagao the Hodu Piba Zedri Oranam Suzu Puenya Shino Piaroi Tavinuda Nyanada Lidin Chicken Katadinga Tain the Sony Barmi Bone the Google Young Piboro Mulayare Tavinuda Shunyano E Andrayo Andrego Kinasi the Zoni Auto to the Cardon Bujinga not the Gayata Matagao the Ghetto Tata to a do Mingai and Rayo and Rego Kinasi the Zoni Auto to the Cardon Bujinga not the Gamatagao the Hodu Paba Zedari Oranam Suzu Puenya Shino Piaro Adwe Odeta Shizu Abiyadanan Shishu Song Agono Sonan Livagono Bisianam Bisito E Andrayo Andrego Kinasi the Zone Auto to the Cardon Bujinga not the Gayata Matagao the Ghetto Tata to a do Mingai and Rayo Andrego Kinasi the Zone Auto to the Cardon Bujinga not the Gamatagao the Hodu Paba Zedari Oranam Suzu Puenya Shino Piaro E Adi Dia Nubzananam Lakanaro Ngesh Toi Lagao Piama Babaya Watalamya Shido Kanaguro E Lagao Andrayo Andrego Kinasi the Zone Auto to the Cardon Bujinga Not the Gayata Matagao the Ghetto Tata to do Mingai and Rayo Andrego Kinasi the Zone Auto to the Cardon Bujinga not the Gamatagao the Hodu Sizimatui Paba Zedari Bhagavado Bono Chobani Pizono Mudo Burada Myaswa Payai Adidan the Adepo Night Abdi Adam Sita Sobe Tole Jimshido Nyana Nyano Lagao Bhagavado Bono Chobani Pizono Mudo Burada Myaswa Payai Anagadan the Anaga Ponai Abdi Adam Sita Sobe Tole Jimshido Nyana Nyano Lagao
ဘဂဝါတုဘုံတော်ကြောင့်ပါနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရား၏ပိစုပန်တိပိစုပန်ဖို့၌အပရိယတံစိတာသုပိတ်တွတ်လိမ့်ခြင်းမရှိသောညာဏဉာဏ်တော်၎င်းဒီသုံးပါးကုန်သောဣမေဓမ္မေဤကုံကျေးဇူးတော်တို့နှင့်သမဏဂရတပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရား၏ညာနာပုပ္ပင်္ဂမံဉာဏ်တော်လျင်ရှိသောညာနာနုပရိဝတ္တဉာဏ်တော်သို့အစဉ်လိုက်သောတပ္ပံလုံးစုံသောကာယကံမံကာယကံ၎င်းညာနာပုပ္ပင်္ဂမံဉာဏ်တော်လျင်ရှိသောညာနာနုပရိဝတ္တဉာဏ်တော်သို့အစဉ်လိုက်သောတပ္ပံလုံးစုံသောဝစီကံမံဝစီကံ၎င်းညာနာပုပ္ပင်္ဂမဉာဏ်တော်လျင်ရှိသောညာနာနုပရိဝတ္တဉာဏ်တော်သို့အစဉ်လိုက်သောတပ္ပံလုံးစုံသောမနောကံမံမနောကံ၎င်းစာရေးကြောင့်ပါကုန်သောဣမေဓမ္မေဤကုံကျေးဇူးတော်တို့နှင့်သမဏဂရတပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားစန္ဒတ္တသန္တာတော်ဤဟာနိရုပ်လျော်ခြင်းသည်နတ္ထိမရှိဓမ္မဒေသနာယတရားဟောခြင်းဝါတရားဟောခြင်း၌ဟာနိရုပ်လျော်ခြင်းသည်နတ္တိမရှိဝိရိယသာဝိရိယတော်ဤဟာနိရုပ်လျော်ခြင်းသည်နတ္တိမရှိဝိပဿနာယဝိပဿနာဉာဏ်တော်ဤဟာနိရုပ်လျော်ခြင်းသည်နတ္တိမရှိသမာဓိတာသမာရိတော်ဤဟာနိရုပ်လျော်ခြင်းသည်နတ္တိမရှိဝိမု ക്തി ရတဘောချမ်းသာဤဟာနိရုပ်လျော်ခြင်းသည်နတ္တိမရှိဒွါရတာဤ12ပါးကုန်သောဣမေဓမ္မေဤကုံကျေးဇူးတော်တို့နှင့်သမဏဂရတပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားတဝါရမြူခြင်းသည်နတ္တိမရှိရဝါအချွတ်အချောပြောဆိုခြင်းသည်နတ္တိမရှိအဖုဒံဉာဏ်တော်ဖြင့်မတွေ့ထရသောတရားသည်နတ္တိမရှိဝေဂာယိတတံဉာဏ်နှင့်မစင်ကြမဲ့အစောတလင်ပြုမိသည်ဖြစ်သည်နတ္တိမရှိအာဗျာဝတ္တမနောကြောင့်ကြမဲ့သောနှလုံးတော်သည်နတ္တိမရှိအပတိသင်္ကာနုဘေကအစင်ချင်းကင်း၍ဥဘေကရှုခြင်းသည်နတ္တိမရှိအထာရတယိ18ပါးကုန်သောဣမေဓမ္မေဤကုံကျေးဇူးတော်တို့နှင့်သမဏဂရတပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားနမောရှိခိုးပါ၏တတ္တနံခုနစုကုန်သောသမ္မာသမ္ဗုဒ္ဓနံဝိပတ္တိတိခေဝတ္တဗုသာသောဘုရားရှင်တို့အားနမောရှိခိုးပါ၏တထာဂတတံဝိပတ္တိအစရှိသောရှင်ဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားကာယဒုစရိတံကိုပြင်းပြုအပ်သောမကောင်းမှုကာယဒုစရိုက်သည်နတ္တိမရှိတထာဂရတံဝိပတ္တိအစရှိသောရှင်ဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားဝစီဒုစရိတံနှုတ်ပြင်းပြုအပ်သောမကောင်းမှုဝစီဒုစရိုက်သည်နတ္တိမရှိတထာဂရတံဝိပတ္တိအစရှိသောရှင်ဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားမနောဒုစရိတံစိတ်ဖြင့်ပြုအပ်သောမကောင်းမှုမနောဒုစရိုက်သည်နတ္တိမရှိဘဂဝါတော်ဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားအတ္တိတံတိအတိတ်ဖို့၌ပတိဟတံစိတသုပိတ်တွန်းလိုက်သောညာဏဉာဏ်တော်သည်နတ္တိမရှိဘဂဝါတော်ဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားအနာဂတံတိအနာဂတ်ဖို့၌ပတိဟတံစိတသုပိတ်တွန်းလိုက်သောညာဏဉာဏ်တော်သည်နတ္တိမရှိဘဂဝါတော်ဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားပိစုပန္နံတိပိစုပန်ဖို့၌ပတိယတံစိတသုပိတ်တွန်းလိုက်သောညာဏဉာဏ်တော်သည်နတ္တိမရှိဩရတမြတ်စွာဘုရားအားတပ္ပံလုံးစုံသောကာယကမ္မံကိုဖြင့်ပြုအပ်သောမှုသည်ညာနာပုပ္ပင်္ဂမံဉာဏ်တော်ရှိသောမရှိခြင်းသည်
ညာနံဉာဏ်တော်သို့နာနုပရိဝတ္တံအစင်မလိုက်ခြင်းသည်နတ္တိမရှိဩရတမြတ်စွာဘုရားတပ္ပံလုံးစုံသောဝစီကမ္မံနှုတ်ဖြင့်ပြုအပ်တော်မူသည်ညာနာပုပ္ပကမံဉာဏ်တော်ရှိသောမရှိခြင်းသည်ညာနံဉာဏ်တော်သို့နာနုပရိဝတ္တံအစင်မလိုက်ခြင်းသည်နတ္တိမရှိဩရတမြတ်စွာဘုရားအားတပ္ပံလုံးစုံသောမနောကမ္မံစေဖြင့်ပြုအပ်သောအမှုသည်ညာနာပုပ္ပကမံဉာဏ်တော်သို့ရှိသောမရှိခြင်းသည်ညာနံဉာဏ်တော်သို့နာနုပရိဝတ္တံအစင်မလိုက်ခြင်းသည်နတ္တိမရှိဣမန္တာရဏံဤအဆောင်သည်အာမိတံမနိုင်ရှင်အတမံတုပဲလည်းမရှိတဗ္ဗတတ္တနံတတဝခသိမ့်တို့ဤတာနံမိကိုပုံအောင်ရာဖြစ်၏လေနံလဲလျောင်းရာဖြစ်၏အာနန္ဒအာနန္ဒတန္တရာဘယဗိဒါနံတန်တရာဘေးကိုကြောက်ကုန်သောလူတို့ဤအကံအထုအမြတ်ဖြစ်သောမာဒေဇံကြည်သောတကုဒေသောရှိသောဣမန္တာရဏပယိတံဤဒါရဏပယိတ်တော်ကိုဒါရီဆောင်ထားလောဝါစေဟိသင်ပေးပို့ချလောပရိပု္ပ္ပဇာယစီစစ်မေးမြန်းလောတတ္တတောဒါရဏပယိတ်ကိုဆောင်ထားချပေးစင်မေးတော်သူဤကာယေကိုယ်၌ဝိတံစိတ်တိနဂမေယမကြရောက်ရာဥရကေယေနိုင်နလက်ကေယမညိတွေမနေမွန်းရာအေဂိမိတိနာတေယမလောင်ရာနာနာဘယဝီကောအထုထုပြပြများစွာသောဘိယံတို့မတိမရောက်နိုင်ရာနာဧကံဟာရကောတစုံတယောက်သောသူများတရက်မကောင်းကြံခြင်းငါလည်းမတတ်နိုင်ရာနာဒိဟာရကောနှစ်ရက်မကောင်းကြံခြင်းငါလည်းမတတ်နိုင်ရာနာတိဟာရကောသုံးရက်မကောင်းကြံခြင်းငါလည်းမတတ်နိုင်ရာနာစတုဟာရကောလေးရက်မကောင်းကြံခြင်းငါလည်းမတတ်နိုင်ရာနာဩမတကံယူသွန်ပြန့်လွင်သောအနာလည်းမဖြစ်နိုင်ရာနာမုံလကံတွေးဝေမိုင်မဲသောအနာလည်းမဖြစ်နိုင်ရာမနုဿေလူတို့သည်၎င်းအမနုဿေဘလူတို့သည်၎င်းနာဟိန္ဒကမငင်စေမဖြစ်စီမနှိမ့်စေနိုင်ရာတံဒါရဏပရိဒံထိုဒါရဏပရိတော်သည်ယထာဂတမံဘေနိဟုမူကားဇာလောကဝါတသိန်းလောင်သောအခါထွက်သောနေခုနှစ်စီရဲ့ရှိန်စောနှင့်တူသောတကုရှိန်စောအာနုဘောတိဟုသောဂုံရှိထသောမဟာတေဇောနတကြနဂကလုံးဂုံပံဘလူရခိုင်စာရှိသည်တို့ကိုတားမြင်နိုင်သောတန်ခွန်ရဲ့နှင့်တူသောဘုံတကုရှိန်စောအာနုဘောတိဟုသောဂုံလည်းရှိထသောဒါရဏပရိတော်သည်ဇာလိတေရေမီမင်းခေါ်သူမချစ်မနစ်လိုသောသူဆိုအပ်သောယံသူအပေါင်းကိုလည်းဖယ်ရှားတားမြစ်နိုင်ရ၏မဟာဇာလိတေရောဂန္တရာကံတတ္ထန္တရာကံဒုဗိကန္တရာကဟုဆိုအပ်သောကတ်သုံးပါးတို့မတိမရောက်နိုင်ရာပုဂ္ဂိအမိဝမ်းတွင်၌ပရိသတ်နေတော်လဲအာခြင်းဆွန့်ခြင်းနာပင်ခြင်းယူသို့ပြည့်လွင်ခြင်းအနာမျိုးတို့မှလွတ်စေနိုင်ရ၏မဟာပုဂ္ဂိသစ်ပင်တောင်ကံ၆တို့မှကြတော်လဲမသိနိုင်ရာတံပတ္တိမရသည်သောစည်းစိမ်ချမ်းသာယရဏဥစ္စာပေါင်းတို့ကိုလည်းရစေနိုင်ရ၏မဟာတံပတ္တိရပြီးသောစည်းစိမ်ချမ်းသာယရဏဥစ္စာပေါင်းတို့သည်လည်းကြီးကျယ်ပြန့်ပွားများပြားနိုင်ရ၏ဘုတင်ကမိဟုတ်မှန်သောအဖြစ်တမင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရာ၏အာနန္ဒจิตအာနန္ဒံခောဘာနာစင်စစ်အကယ်မလွဲသဖြင့်ဣမံဒါရဏပရိဒံဤဒါရဏပရိတော်ကိုတတ္တတတ္တိသမ္မာသမ္ဗုဒ္ဓကောတိဟိ89ကရေုံတော်ဘုရားရှင်တို့သည်ဘာတိတံဟောတော်မူအပ်ပြီဩတေကောင်းသောအကျိုးနှင့်ရှင်ရ၏အဝတေမကောင်းသောအကျိုးနှင့်မရှင်ရကန္နဝေ
ကောင်းသောတရားရသာနှံမျိုးတို့ကိုဆောင်ရ၏အာဂန်တွေမကောင်းသောတရားရသာနှံမျိုးကိုမဆောင်ရနောမီကောင်းသောနှလုံးကိုဆောင်ရ၏အာနောမီမကောင်းသောနှလုံးကိုမဆောင်ရတေဝေသူတော်ကောင်းတို့နှင့်ပေါင်းဖော်ရှင်တွယ်မိဝဲရ၏အသေးဝေသူတော်မဟုတ်သူယုတ်တို့နှင့်ပေါင်းဖော်ရှင်တွယ်မမိဝဲရကာယေကောင်းသောကိုယ်ကိုဖြစ်စေရ၏အကာယေမကောင်းသောကိုယ်ကိုမဖြစ်စေရဓာရဏီကောင်းသောအမှုကုသိုလ်ကိုပြုဆောင်နိုင်ရ၏အာဓာရဏီမကောင်းသောအမှုအကုသိုလ်ကိုမပြုဆောင်ရအိမ်လိကောင်းသောအိမ်မက်ကိုမြင်မဲ့ရ၏မိန်လိမကောင်းသောအိမ်မက်ကိုမမြင်မဲ့ရတိန်လိကောင်းသောတိန်နမိတ်ကိုမြင်ရ၏မိန်လိမကောင်းသောတိန်နမိတ်ကိုမမြင်ရယောရုကေသေပြီးသောသစ်ပင်တို့ကိုရှင်စေရ၏မဟာယောရုကေရှင်ပြီးသောသစ်ပင်တို့ကိုလည်းအကိုက်အခဲအရွက်လက်နှင့်ပြည့်စုံစေရ၏ဘူတင်ကမိဟုံမှန်သောအဖြစ်တမင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရ၏အာနန္ဒจิตအာနန္ဒခောပနာစင်စစ်အကဲမလွဲ့သဖြင့်ဣမံဒါရဏပရိဒံဤဒါရဏပရိတ်တော်ကိုနဝနုတ္တိယသမန္တမုဒ္ဒကောတိဟိ69ကလေးကုံသောဘုရားရှင်တို့သည်ပါတိတံဟောတော်မူအပ်ပြီဒိဋ္ဌိလာမကောင်းသဖြင့်ကြံသောသူတို့၏အကြံစီကိုလည်းသိမြင်နိုင်ရ၏တတိလာဓာလံလက်နဲ့လေးများမိပေါက်အမြောက်စားရှိသောဘေးတို့သည်လည်းမထိမရောက်နိုင်ရမန္တိလာမန္တယာဂါထာအင်းအိုင်တို့သည်လည်းထက်မြက်နိုင်ရ၏ရောဂီလာရောဂအန္တရာယ်မျိုးမျိုးတို့ကိုလည်းပယ်ဖြားဝနိုင်ရ၏ခရလာကျမ်းတန်ခမသောအနာရောဂါမျိုးတို့လည်းမထိမရောက်နိုင်ရဒုဗိလံကျိုးထိတ်တန်ကြည်ခြင်းကပ်ပြီးတွင်လောင်ပင်တကားလေတောက်တို့ကိုလည်းလွတ်စေနိုင်ရ၏ဧဒေနာသစ္စာဝေစေနာဤသို့မှန်ကန်သောဝစီသစ္စာစကားကြောင့်သဗ္ဗရာခာကတိမေငါတုတိချမ်းသာခြင်းသည်ဟောတုဖြစ်စေတည်းဧဒေနာသစ္စာဝေစေနာဤသို့မှန်ကန်သောဝစီသစ္စာစကားကြောင့်သဗ္ဗရာခာကတိတေသိအားတုတိချမ်းသာခြင်းသည်ဟောတုဖြစ်စေတည်းဧဒေနာသစ္စာဝေစေနာဤသို့မှန်ကန်သောသစ္စာစကားကြောင့်သဗ္ဗရာခာကတိဩတုံမာကံသင်သူတော်စင်အပေါင်းတို့အားတုတိချမ်းသာခြင်းသည်ဟောတုဖြစ်စေတည်းဒါရဏပရိဒံဒါရဏပရိဒောသည်အာရောဇတာယယောဂကိရှင်ကြမ်းမာခြင်းကြုံငါနောအမကံဒါရဏပရိကိုရွစုနာယူကြသည်အကျွန်ုပ်တို့နှင့်တကွာကျေးဇူးရှင်ပေါင်းတို့အားရကတုနိညာမသွေစောင့်ရှောက်ပါစေတည်းဒါရဏပရိဒံဒါရဏပရိဒောသည်မင်္ဂလထာယကောင်းခြင်းမင်္ဂလာပြားပြားတို့ဖြစ်သာစေခြင်းကြုံငါနောအမကံဒါရဏပရိကိုရွစုနာယူကြသည်အကျွန်ုပ်တို့နှင့်တကွာကျေးဇူးရှင်ပေါင်းတို့အားနိညာမသွေစောင့်ရှောက်ပါစေတည်းဒါရဏပရိဒံဒါရဏပရိဒောသည်အန္တရာယဝိနောဒနတာယတွင်မအန္တရာယ်သွဲသွဲတို့မညှိတွယ်အောင်အန္တရာယ်ဟူသည်ကိုပယ်ပြောက်ခြင်းကြုံငါနောအမကံဒါရဏပရိကိုရွစုနာယူကြသည်အကျွန်ုပ်တို့နှင့်တကွာကျေးဇူးရှင်ပေါင်းတို့အားရကတုနိညာ